ကျွန်တော်ဒီနေ့ပြောပြပေးချင်တာကတော့ဒီ commercial Pokemon card တွေကိုဒီ PSA ဆိုရဲဒီ grading company ပေါ့ professional sport authenticator အဲ့လိုမျိုး grading company ကိုပို့ခင်မှာကိုယ်အနေနဲ့အရင်ဆုံးပေါ့ကိုယ့်ဘက်ကဘယ်လိုစစ်ကြည့်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော် tips လေးပြပြပေးချင်ပါတယ်ဒီပထမဆုံးအနေနဲ့ဒီ PSA ဆိုတာကြတော့အဲ့ကိုယ့်ရဲ့ကတ်ချင်တဲ့ပေါ်မူတည်ပြီးတော့မှကိုယ့်ကကအလုံး perfect condition မှာ PSA တန်းကိုရနိုင်တာပါအဲကြောင့်မလို့ PSA တန်းရဖို့ကခက်လာမင်းခက်တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းဘယ်လိုပြောရမလဲဒီလုံးဝမရနိုင်တဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပေါ့5ကတ်မှာတကယ်တော့3ကတ်လောက်ရနိုင်တဲ့အခြေအနေတော့ရှိပါတယ်ဒီကိုကတ်တဲ့တေးစား Q-set ကိုင်တွယ်မယ်ဆိုရင်ပေါ့ဘယ်မှာတော့အရင်ဆုံးကြည့်ရမှာဒီကိုက PSA တန်ကိုယ့်က PSA တန်ရမြသိချင်တယ်ဆိုရင်အရင်ဆုံးကြည့်ရမှာကျတော့3ချက်ရှိပါတယ်အဲဒါကြောင့်ဘာလို့ဆိုရင် corner တောက်အခြေအနေတွေပြီးတော့ center ရင်းနောက်တစ်ခုကကျတော့ scratch ခြေရတယ်အမှန်center ရင်းကအဓိကပါပဲ center ရင်းကဘာပြောချင်တာလဲဆိုရင်ကျတော့ဒီကိုယ့်ရဲ့ Pokemon ကတ်တစ်ခါကိုကြည့်မှဆိုရင်အဲတောက်လေးရှိရဥပမာပြောမှဆိုရင်ဝင်အောင်တောက်တွေဖြစ်မယ်ဒါမှမဟုတ်ပုံမူတည်ပြီးတော့ဒီကိုယ့်ရဲ့ Pokemon ပုံကြီးကိုဝင်ရထားတဲ့ level လေးရန်တောက်ပေါ့အပေါ်အောက်ရှိမှပေးပေးရှိမှပေါ့အဲ့ level လေးရန်တောက်ကအဲ့လိုအမှမြင်ရတဲ့ဒီ wall အထူအနေထားပေါ့အဲ့ဒါတွေကထူနေလားပါနေလားပေါ့ကြည့်ပြီးတော့စဉ်းစားနေအောင်ဆုံးဖြတ်တယ်ဒီဘေးတစ်ဖက်ကဥပမာဆိုရင်ဘယ်ဘက်ကညာဖက်ဆက်နည်းနည်းလေးပို့ပြီးတော့ညာနေနည်းနည်းပို့ထူနေတယ်အပေါ်ကအောက်နဲ့ရှင်ကြတော့အပေါ်က line ကနည်းနည်းလေးပို့ပြီးဝါနေတဲ့ပုံစံမျိုးပေါ့ပို့ပြီးထူနေတဲ့ပုံစံမျိုးဖြစ်နေဆိုရင်အမျိုးဆိုရင် center ရင်း off တဲ့ center ရင်းတိတ်မကောင်းလို့ပြောလို့ရပါတယ်အဲ့လိုမျိုး center ရင်းနည်းနည်းလေး off လာနေအောင် PFA က9လောက်ဖြစ်သွားနိုင်ပါတယ်အဲ့လိုမျိုး center နဲ့ perfect ဖြစ်ဖို့ကလည်းလိုပါတယ်ဂျူရဖို့ဆိုရင်10ရဖို့ဆိုရင်ကြတော့ပြီးနောက်တစ်ခုကကြတော့ဒီ down တွေကိုစစ်တာပါ down တွေစစ်နေဆိုတော့ဘာလဲဆိုရှင်းပြောရတော့ဒီ Pokemon ကျွန်တော် get တွေဖောက်တဲ့ခါမှာ get တွေအကြမ်းမနဲ့ကန်တဲ့ခါမှာဒီ down လေးရနည်းနည်းလေးဘယ်လိုလန်သွားတာလေးတောက်လေးမှာဒီ Pokemon ကက်တွေကိုဖြတ်တဲ့ဆက်တွေကနေပြီးတော့ဖြတ်တာနဲ့လိုသွားပြီးတောင်းလေးကကွက်တိ perfect ဖြစ်မနေပဲနဲ့အဖြူလေးနည်းနည်းပါသွားတာမျိုးလေးဆိုရင်ကြတော့အဲ့လိုမျိုးရှိနေကြရင် PSA ကတမ်းမြနိုင်မယ်6လောက်ပဲရနိုင်ပါတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ဒီတောင်းလေးကက်ရဲ့တောင်းလေးတရားကြည့်ဖို့လိုပါတယ်ကက်ရဲ့တောင်းလေးမှာအဖြူလေးရှိနေလားဒါမှမဟုတ်ဘယ်လိုပြောမလဲကက်4တောင်းရှိနေကြမှာ3တောင်းကကြတော့ပုံမှန်တိုင်းဖြစ်နေမှာကျန်တဲ့တောက်ကခြုံနေတာလို့ကျန်တဲ့တောက်ကလည်းလှန်နေရတယ်တုံးနေရလို့အဲ့လိုပုံစံမျိုးတွေဖြစ်လို့တော့မရပါဘူးပြီးတော့နောက်ဆုံးတစ်ချက်နေရကြတော့လူတွေတော်တော်များအရှိပဲကဲပုံပိုင်းအချောင်းမှာကြည့်ကြပြီးတော့နောက်ကိုကြည့်ဖို့မေးကြပါတယ်နောက်ကိုလည်းဒီအရှိကိုကြည့်ခဲ့တဲ့ပုံစံတူတူကြည့်ဖို့လိုအပ်ပါတယ်ဒီဘောင်တွေရဲ့အပေါ်အောက်ဒီဘေးဘေးတွေကနေပြီးတော့မှဒီ center ရဲ့အခြေအနေကအဆင်ပြေနေတာကိုကြည့်ဖို့လိုအပ်တယ် center ရဲ့အခြေအနေအရင် off နေတဲ့ကံမျိုးတွေလည်းရှိတယ်အဲ့မျိုးဆိုရင်ကြလည်း PSA ကတော့အဆင်မပြေနိုင်ပါဘူးကျွန်တော်ဒီမှာပြထားလို့မျိုးပေါ့ဒီမှာကြည့်မှဆိုရင်ကြတော့ဒီဘက်ချာဒါမှလည်းချိန်တိတိကျကျရပို့ပြီးတော့စံနာမြေ line ရပို့ပြီးတော့များနေပို့ပြီးတော့ထူနေတယ်အဲ့လိုမျိုးတွေကနေပြီးတော့ကိုယ့် PSA က8တောင်းမို့ကိုအဲ့လိုမျိုးလောက်ဒီဖြစ်သွားနိုင်ပါတယ်အဲကြောင့်မလို့ကိုကဒီကက်တွေကိုဒီတမူကြီးကရယူပဲဆိုပြီးတော့ရန်တမန်တန်နဲ့ PSA ကုမ္ပဏီကိုပို့ရတဲ့ဆိုင်ကြတော့ဒီကိုယ့်ကက်တွေကကိုယ့်ဘက်ကအရင်ဆုံးကြည့်ပြီးတော့မှကိုယ့်ဘက်ကတော့မှဒီကက်ကဒီဘောကပြောခဲ့တဲ့အချက်တွေစင်မြင်နေရဆိုပြီးအချင်းမြင်နေရပြီးတော့ဒီကဲတန်ဖိုးပေါက်စေရတဲ့ PSA တန်းရမှာဆိုရင်အများကြီးတန်ဖိုးရှိရဆိုမှဒီ PSA ကုမ္ပဏီကိုပို့တာခေါင်းပါတယ်ဒါပဲလို့ဆိုရင်ကျတော့ PSA ကုမ္ပဏီကတစ်ခါပို့မဆိုရင်တကက်ကိုဂျပန်ငွေနဲ့ဆိုရင်ကျတော့ပတ်စံရန်အနည်းဆုံး3000ကနေစပါတယ်အဲ့ဒါဆိုရင်တော့မှဒီရန်3000နဲ့ဘက်ကေကိုယူမှာဆိုရင်တော့မှဒီရက်ကိုမှ3လ4လလောက်စောင့်ရတယ်ကိုကမြင်လိုချင်ဆိုတော့ဒီ1000နဲ့4000နဲ့5000နဲ့အဲ့လိုဒီစီရတူဝါတာမို့လို့ဒီ PSA ကိုပို့တော့မဆိုရင်ကြတော့ဒီကက်တကယ်ရဲ့ဒီတိုင်း PSA မထွက်ရင်တန်ဖိုးနဲ့ PSA ထွက်လာရင်တန်ဖိုးရှင်းကြည့်ပြီးတော့မှ PSA ဒီ grade ပို့တဲ့ကုန်ကြစည်ရပါတွက်ကြည့်ပြီးတော့ PSA ကိုပို့တာကောင်းပါတယ်ဥပမာပြောမဆိုရင်ကက်တကယ်ကဒီတိုင်းရောက်မဆိုရင်3500ပဲရှိမယ်ဒါပေမဲ့ PSA တန်းရမှာဆိုရင်ကျတော့1000ဝန်းတော့ရမှာဆိုရင်ကျတော့ဒီကိုယ့်ရဲ့မူရင်း3500ရဲ့ဒီ PSA ကိုပို့လိုက်တဲ့ကုန်ကျစရိတ်3000ရဲ့ပေါက်မှာဆိုရင်6000ရှိမယ်အဲ့တော့တကယ်လို့ PSA တန်းရလာမှာဆိုရင်1000ဝန်းနဲ့ပြန်ရောက်မှာဆိုရင်
ဒီ6000လောက်လိုက်တော့ကိုမှ9000အမြတ်လောက်အမြတ်ကကျန်တယ်အဲ့လိုမျိုးအမြတ်ကျန်မှာပဲ PSA ကုမ္ပဏီတွေပို့တာကောင်းပါတယ်ဂျပန်မှာဆိုရင်ကျတော့ဒီ PSA ကဂျပန်မှာလည်းကုမ္ပဏီခွဲရှိရမလို့ဒီ PSA ဂျပန်ကိုပို့လို့တော့ရပါတယ်ကျွန်တော်ပြောခဲ့လို့ပဲရက်တရတော့ပကေပေါ်မူတည်ပြီးမျိုးမျိုးရှိရဲအဲ့ဒါမလို့ကိုက PSA ပို့ဝင်စဉ်းစားနေကြတော့ကျွန်တော်ပြောခဲ့လို့ပဲကိုရဲ့ကအရင်ဆုံး PSA ဘယ်လောက်ရှိနေလဲဆိုတော့အရင်ဆုံးကိုယ့်ဘက်ကကိုလည်းကြည်ပြီးတော့မှပို့တာပို့ပြီးတော့ကောင်းပါလေအဲ့ဒါမှပို့ပြီးတော့ဒေချာချင်းကျတော့အကောင်းဆုံးဒီ AI kit ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုယ့်ရဲ့ကအရှင်းနဲ့နောက်လေးတက်ပုံရိုက်ပြီးတော့ ChatGPT တို့ဘာလို့မှမေးနေရပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကကိုကြည်ရ feeling ပို့ပြီးတော့ကောင်းတာမလို့ကိုယ့်ဘက်ကကိုကြည်ပြီးတော့မှဒီပို့တာပို့ပြီးတော့အားပေးပါကျွန်တော်အားကြတော့ပထမတော့ချင်းဒီကိုယ့်ဘက်ကကိုကတ်တွေဆိုတော့ဝါသနာပါတော့ကိုယ့်ဘက်ကကိုကတ်တွေဆိုပြီးတော့မှဒီအနေနဲ့နေခဲ့ဆိုရင်လည်းနောက်တော့မှဒီကိုတည်ထားတဲ့အချက်လက်တွေကိုလိုမျိုးဝါသနာတူတဲ့သူတွေပြန်ပြီး share ခြင်းနဲ့စိတ်ရပြီးတော့တခြားသူတွေတဲ့ဘူသူတာရခြင်းနဲ့စိတ်ရအကြောင်းမှဒီ YouTube channel တက်တော့လေးကိုစပြီးလုပ်ဖြစ်ခဲ့တယ်YouTube လုံးမကွာဆိုပြီးတော့မှဒီလိုမျိုးကြီး microphone တွေမှာပြင်ဆင်ပြီးတော့ setting တွေမှာချတာမျိုးတွေမရှိခဲ့ပါဘူးလို့ပြောမှဒီကိုယ့်ဘက်ကဖုန်းလေးနဲ့ပဲ active ပြီးတော့ကိုယ့်ဘက်ကဖုန်းလေးနဲ့ပဲတင်းတဲ့အတွက်တမန်ဆိုင်ရာတွေဗီဒီယိုပိုင်းဆိုင်ရာတွေမှာကျွန်တော်ချက်တွေအများကြီးရှိမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကြောင့်ခုတည်းကျွန်တော်ကြိုးပြီးတော့တောင်းမှကြပါတယ်ဗျဒီဗီဒီယိုပတ်စံတွေအကုန်လုံးကဒီပုံမှန်ကလေးရောက်သွားလို့လည်းပါပါတယ်နောက်နာကမှာတော့ပို့ပြီးတော့ပေါ့အကြောင်းသားဖြစ်တဲ့အတွက်ကြောင့်မလို့လည်းဗာမဲ့ပို့ပြီးတော့အလုံးဝင်တဲ့ခါကြရင်တော့စက်တင်ကောင်းလေးနဲ့ပို့ပြီးမြောက်ဝင်နိုင်မှလို့ထင်ပါတယ်အခုကကျတော့ဒီကင်မရာကြည့်ပေးတဲ့အတွက်အကုန်လုံးကျေးဇူးတင်ပါတယ်ဗျဒီကျွန်တော်ဗီဒီယိုလေးရနေပြီးတော့ဟိုဘူသူတာရောက်သွားခင် subscribe လေးပဲလုပ်ပါပေးခဲ့ပါအောင်ဗျဒီနောက်လည်းဒီ subscriber တွေပြန်ပြီး poster ပေါက်တွေဝယ်တဲ့ခါကျမှမဲပေါက်ပေးရမျိုးတွေလုံးဝဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးဟိုနေစားပြီးဒီကနေပြီးတော့ကျေးဇူးတင်ပါတယ်ဗျ